တို့ရမငွေသိန်းရတော့လေကျန်တာလေးကိုပြုတ်လို့ရွှင်းလို့ပဲငပိတွေအထွက်တွန်းနေပတ်သက်ကလေးကြီးကနဲ့အရင်အစင်ပြေးနေတော့ဝဲ အဲ့လေယောက်ျားပဲခုချွေးပြီးပြီဆိုတော့ဘယ်ခါရကုန်သွားမယ်ယောက်ျားလေးမမို့လား ရန်ကုန် ဟုတ်တယ် အော်သိပြီအမလေးငါဘိုင်းမှာအဲ့လိုပြောကြတော့လေယောက်ျားကဟိုမှတ်ထားတာဘယ်ငပိပေါ်ရင်ကျယ်စင်လို့လာမဲလို့ရှိလို့သွားလူပဲဆိုဒါဟိုသူပြော ဘယ်ကျဲသေးလို့လာမယ်ဆိုတာဘယ်ကျဲသေးလို့လာမယ်ဆိုတာ ကျယ်စင်လို့လာမဲလို့သွားမှာမဟုတ်ဘူး ဟုတ်ဘူးမမေတို့ဘယ်တို့ချိုအိမ်နဲ့သွားမလို့ဘယ်ကျဲသေးလို့လာမယ်ဆိုတာ နေမရှိသွားမလို့ ဟုတ်တယ်ရှင်းလိုက်ပါလား ရန်ကုန် ဟုတ်တယ် မလိုက်ဘူးသူကဖေမေလေးရှိတာမလိုက်ဘူးကျယ်စင်လို့လာမဲလို့ရှိလို့ငါတော့ ရှင်းတကယ်မလိုက်ဘူးနော် ဟုတ်တယ် ပြီးရောအဲ့တော့ကျုပ်ကအဲ့ကိုရန်ကုန်သွားပြီးအိမ်ပြန်လာကြမှာလာမှာဟမ်ပြန်လာကြမှာလာမှာလို့အရှင်မလိုက်ရှင်လိုက်မလိုက်ရှင်နေ မမလေမိမအဲ့လိုမလုံးနဲ့လေအဲ့လိုမလုံးနဲ့လေဟိုဟာမိမပြန်မလာဘူးဆိုရှင်ယောက်ျားဘလုံးဒီမှာဘလုံးနေရမှာလေမိမအဲ့ဆိုရှင်ယောက်ျားကလိုက်ခဲ့မယ်လေ လိုက်ရှင်ပြီးတော့ရှင်ဟိုကျကျဲစင်လို့လာမယ်လို့မလုပ်နဲ့နော် အဲ့ကျန်လို့လာမင်းတော့မလူကဘာကိစ္စမရှိဘူးကိုမိမအရေးကြီးတယ်ကိုမိမလာမယ်လိုက်ခဲ့မယ်နော်